ဒီဗြဟ္မာကိုကိုးကွယ်တဲ့လူတွေရဲ့အတိုင်းအဝိုင်းမှာမြတ်စွာဘုရားကတကယ်မင်းတို့ကိုးကွယ်ရင်ကောင်းကင်ဘုံကဗြဟ္မာကမင်းတို့ဘာမှလာလုံးမှလည်းမဟုတ်ဘူးထမင်းလည်းတနတ်မှလာကြွေးမှလည်းမဟုတ်ဘူးအဲ့တော့မင်းထမင်းကြွေးနေတာအမေပဲအဖေပဲဒါကြောင့်မို့ parents are God လို့မြတ်စွာဘုရားသင်ပေးခဲ့တာဟုတ်တယ်လေနောက်ပြီးတော့မြတ်စွာဘုရား definition အနေနဲ့ရှင်းပြတယ်ကောင်းကင်ဘုံကဗြဟ္မာကြီးတွေကမေတ္တာကရုဏာမုရိဒဥပေက္ခလို့ဆိုတဲ့ဗြဟ္မဝိဟာရမြင့်မြတ်တဲ့နေထိုင်ခြင်းဖြင့်နေထိုင်ကြတယ်အေးအမေဖေးတွေဟာလည်းသားသမီးတွေပေါ်မှာမြင့်မြတ်တဲ့နေခြင်းနဲ့နေတယ်ကိုယ်သားသမီးလေးပေါ်မှာမေတ္တာထားတယ်ကြီးပွားစေခြင်းနဲ့ဘွဲ့တွေရစေခြင်းနဲ့နော်စတတ်စေခြင်းနဲ့ကြီးပွားတိုးတက်စေခြင်းနဲ့ဒါမိဘရဲ့မေတ္တာအိုသားသမီးမှာဒုက္ခရောက်မယ်ဆိုရင်မိခင်ရဲ့နှလုံးသားဟာနာကျင်ပြီးတော့အကျဉ်းတရားတွေဖြစ်တယ်ကရုဏာသားသမီးလေးကဆောင်းဝဲအောင်သွားလို့တဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဘွယ်ကြီးရသွားပြီကြီးပွားနေပြီဆိုရင်မလေးဝမ်းသာလိုက်တာတချို့မိဘများနော်လူကြားထဲမှာထုတ်ကြွားလို့ကိုမပြီးနိုင်ဘူးမုရိဒတရားတွေဘေးကတော့နားလဲပေးရမှာပေါ့သူသားသမီးအကြောင်းတော်ကြောင်းကိုပြောတယ်ဒါပြောသူ့စိတ်ထဲရဲ့ခံစားချက်ကိုထုတ်ဖို့ပြောတာနော်သားလေးကသမီးလေးကဟင်းလေးတစ်ခွက်ပို့လိုက်ရင်ပြောမပြီးတော့ဘူးလူကြားထဲမှာဒါသမီးကပေးထားတာဒါသားကပေးတာနဲ့ဆိုပြီးတော့လူကြားထဲမှာဂုံယူပြီးတော့ပြောလို့ရှိကြတယ်ဒါမိဘရဲ့စိတ်နေစိတ်ထားပဲအဲ့ဒါမုရိဒတရားလို့ခေါ်တယ်သားသမီးကကြီးပွားတိုးတက်သွားလို့သူကသူအလုံးနဲ့အကိုင်နဲ့အစဉ်ပြေပြီးတော့ကိုကဘာမှဆောင်းရှောက်เสียမလိုတော့ဘူးဆိုတဲ့အချိန်မှာမိဘတွေကဥပိ္ပခာဆိုတာဖြစ်တယ်အဲ့တော့အချိန်ပိုင်းလေးနဲ့မိဘတွေကသားသမီးပေါ်မှာမေတ္တာဖြစ်တဲ့အချိန်ရှိတယ်ကရုဏာဖြစ်တဲ့အချိန်ရှိတယ်မုရိဒဖြစ်တဲ့အချိန်ရှိတယ်ဥပိ္ပခာဖြစ်တဲ့အချိန်ရှိတယ်အဲ့တော့ကောင်းကင်ဘုံကဗြဟ္မာကြီးကမေတ္တာကရုဏာမုရိဒဥပိ္ပခာပွားတယ်ဆိုလို့ရှိရင်သားသမီးတွေပေါ်မှာပွားနေတဲ့ဒီမိဘကသာတကယ်ဗြဟ္မာဖြစ်တဲ့နာပေါ့လို့မြတ်စွာဘုရားဒီလိုဟောတာနော်ဟောနောက်တစ်ခုကမြတ်စွာဘုရားကမိဘဆိုတာဟာတဲ့ပထမဆရာဘဝရဲ့ပထမဆရာကျောင်းသွားမှကျောင်းကလူတွေကကျောင်းကဆရာကျမှဆရာလို့အတိမပြုကျင်တာတကယ်ကတော့ပထမဆရာဟာအမေပဲအဖေပဲတဲ့မိဘနှစ်ပါးဟာကိုယ့်ရဲ့ဘဝမှာပထမဆုံးဆရာပဲအဲ့ဒါကိုဗမာလူကပုဗ္ဗစရိယကိုလက်ဦးဆရာလို့ပြန်ကြတာပေါ့ဘဝမှာပထမဆုံးဆရာပဲဒါကြောင့်မို့လို့သားသမီးမကောင်းမိဘကောင်းလို့ပဲပြောတာပဲနော်တပည့်မကောင်း